အားလုံးမင်္ဂလာပါနေ့2013 Toyota Tacoma နော် customer တယောက်ကနော်လာအပ်တယ်ဟွန်မကောင်းဟွန်မမီဘူးတဲ့ပွန်တွေ့လာမှာဟွန်အတမမီဘူးတဲ့ okay ကျွန်တော် on fuel ဒီမှာလေးဆိုရင်တွေ့ရလားဒီနေ့တော့လေးခုမြောက်မှာနော်ကဲဒီကောင်ကျွန်တော် fuel check ကြည့်တယ် fuel ကောင်းတယ်နော်ဆွဲနှုတ်ကြည့်တယ်ကောင်းတယ်နော်အဲ့ဒါပြီးရင်ဒီကောင်က power လာလားဆိုတော့ကျွန်တော် check ကြည့်ပြီးပြီ power လေးလာတယ်မီးလေးလာတယ်နော်ဒါလေးမီးလာတယ် okay ဒီလိုကင်မရာမင်းဖြစ်နေတယ်ဒီတော့ကကဲဟောင်းကိုတကားဟောင်းနော်ကဲတွေ့ရလားမတူလားအပေါက်လေးရှိရ socket နော်ကဲဒီကောင်ဟောင်းကိုကျွန်တော် test ကြည့်မယ်တမ်းမီလားမမီလားပေါ့နော်ကောင်းတယ်ဒီတော့ဆိုရင်ဘာဖြစ်နိုင်လဲဆိုရင် fuel လည်းကောင်းတယ် horn လည်းကောင်းတယ်ဆိုရင် steering ဒီအတွင်းထဲမှာ lock spring ရှိတယ်နော်အဲ့ဒါလေးကိုကျွန်တော်အတစ်လဲလိုက်ရုံပဲနော်ဒီအတွင်းထဲမှာနော်ဒီကောင် airbag ကိုဖြုတ်မယ်ဖြုတ်ပြီးရင်အတွင်းထဲမှာရှိတယ်နော်ကဲဒီ airbag ကိုဖြုတ်ကြည့်အောင်နော်ကဲကြောက်လိုက်လေနော်ဒီနေမှာပါလေစပယ်ဖူးလေးနော်အတွင်းထဲမှာတွေ့လာမှာကြီးလေးနဲ့အကြီးလေးနဲ့နော်ဟိုဒီကောင်ဖြုတ်လိုက်မယ်ကဲချောင်းသွားပြီဆိုရင်လည်းဖြုတ်ယူမယ်နော်ဟုတ်ကဲ့တချမ်းပါတဲ့နည်းနည်းလေးချောင်းလို့ပြန်ဖွင့်ကြည့်အောင်ဆိုရပြီခင်ဗျာကဲပြင်ချင်တဲ့တစ်ဖက်နော်ကဲတစ်ဖက်ညောင်းရင်တစ်ဖက်လက်နော်ဘယ်ဟိုဘက်ဒီဘက်နှလုံးရှိတယ်နော်တွေ့လာမှကြီးလေးနဲ့ဒီတစ်ခါလေး share ပေးလိုက်တယ်နော်မျိုးတွေ like initial စကူပါလေးနေပေးဖို့မေးပါနဲ့ဒီနေ့အားလုံးကိုကဲပြီးရင်တွေ့လာမှာထွက်လာပြီပဲโอเคပဲထွက်လာပါခင်ဗျာအဲ့ထွက်လာပြီခင်ဗျာကဲဆက်ဆွဲမယ်နော်အဲ့ဘက်ကိုဖြုတ်မယ်နော်မချုံလေးနဲ့ဟိုနေအားလိုက်မယ်ကလော်လိုက်နော်တွေ့လာမှာဟာလာပြီတွေ့လားဟိုဒီကောင်ဟိုဒီအနေရောင်လေးလာပြီနော်โอเคကဲပြီးဘလူးလုံးနဲ့ပြီးရင်ကလော်လိုက်ပဲနော်တွေ့လားတန်းနန်းရေးတယ်ဟောတစ်ဖက်ကသူကကင်မရာကင်ထားလို့ဟွန်ကဒီမှာဒါဟွန်ဒီကောင်လေးဖိလိုက်ပါရှိတယ်ဖိမယ်ပြီးလာမှာဆွဲနှုတ်လိုက်မယ်ကဲတော့ပဲဒီနေ့တော့နော်ဒီတော့နေ့ရောင်လေးနဲ့အခုတော့နေ့ဖြစ်နေကဲထားပါလေဟိုဒီကျွန်တော်လက်ကင်နော်လက်ကင်ကိုဖြုတ်မယ်ဖြုတ်ပြီးရင်အဲ့ဒီကောင်ဖြုတ်ရမှာဖြစ်တယ်နော်တွင်းနေကောင်ကဲဆွဲနှုတ်လိုက်ပါ
ကဲပြီးရင်တော့ရှိသေးတယ်ပြီးဟိုဒီတယောက်နော်ဟိုဒီကောင်လေး lock screen နဲ့တော့သူ set ထားတာသူ connect တယ်ကဲဖြိုးလိုက်မယ်နော်ဖြိုးပြီးရင်ဘယ်နဲ့လောက်ချင်လဲဆိုဟိုဒီကောင်နက်ကိုကျွန်တော်ဖြုတ်ပြီးဟိုဒီနက်ကပါဆက်လေးဆိုရင်27ထင်တယ်စကူနော်19 mm ရှိတယ်နော်โอ้ยခဏလေးတစ်ချက်ဒီတိုင်းလေးကင်ပြီးလိုက်โอเคကျေးဇူးပဲကဲပြီးရင်ဒီကောင်ဖွင့်မယ်နော်โอเคခြောင်သွားပြီ thank you တင်မလာမင်းညရီဖြုတ်ပြီးပြီခင်ဗျာမှာရဲလို့ခါလာတယ်မြတ်အမှတ်ဒါလေးပြီးထားတယ်နော်ဒါမဲ့ကျွန်တော်ဒီနောက်မှာဒါကျွန်တော်စိုင်းမို့အဲရဲလို့ခါလာအဝါရောင်လေးနဲ့သူတို့စိုင်းမို့နော်โอเคဟောတာလေးနော်တာလေးပါဖြည်းနော် lock spring ဆိုတာဒီကောင်နော်ဟောဒီကောင်အတစ်လေးရမယ်ကျဲဟောဒီကောင်လေးဖြုတ်မယ်နော် screw driver နော်နှလုံးမဲနော်နှလုံးမဲတခြားကြောင်းတွေမှာတော့ဒါလေးပဲကျင်းနာနဲ့ယူရလေးနဲ့ကင်မယ်โอเคဘာဖြစ်လို့လဲဆိုဒီကောင် plastic ကြီးကျူးနိုင်တယ်လေမဟုတ်လားโอเคလူလေးပဲလွယ်လေးနော်ဒါနကဲဒီကောင်လေးကိုဆွဲဖွင့်လိုက်မယ်နော်ခွာလိုက်မယ်နော်ကိုယ်ချွတ်လိုက်မယ်ချွတ်ပြီးဟိုဒီကောင်ဖြုတ်ရမှာကျွန်တော်ဟိုဒီကောင်မှာဖြုတ်ခင်အောက်မှာဒီ socket လေးဖြုတ်ပေးလိုက်ပါကဲတွေ့တယ်နော်မောင်မင်းကြီးတာတော့ okay ပြီးရင်ဟိုဒီကောင်ကိုဒီမှာအပေါ်မှာမမယ်ဒီကောင် Toyota တော်တော်များများတူတယ်နော်Toyota နော်အလားတူပဲဒီကောင်လည်းအတူတူပဲနော်ဒီကောင်လည်းဖိမယ်ဒီလားဟုတ်အဖြူရောင်လေးနဲ့တွေ့လားဟိုဒီကောင်မိတ်ချန်လေးနဲ့နော်တွေ့လားဖိရနော်ဆွဲလုံးလိုက်ပါဒန်းကြည့်ဒါဆိုထွက်လာပါပြီဗျအကျူးရှင်ကြီးရနော်ဟိုဒီကောင်ကျွန်တော်ဒီကောင်ကိုအစားထိုးလဲမယ်အစားထိုးလဲပြီးမှဒီကောင်ဟောအတန်မီမှာဖြစ်တဲ့အတွက်နော်ဒီကောင်အတစ်လဲပြီးမယ်โอเคဖြုတ်လိုက်ပြီနော် Toyota တဲ့နော်ဒီမှာကျတော့ဈေးချိုတယ်နော်200လောက်ပဲပေးရတယ်နော်ပါလေးပါโอเคဒီကောင်အောင်တူလားကြည့်ဟောတခါလေးကျွန်တော်တန်းတက်လို့မရအောင်နော်ဒီကောင်ကိုဖြုတ်ရမယ်ဒီကောင်ကိုဖြုတ်ပြီးတော့ဒီမှာပြန်တက်မယ်ဟောဒီအဖြူကောင်နော်ဒီကောင်တော့တူတယ်နော်โอเคဟောဒီကောင်ကျွန်တော်ဖြုတ်ကြည့်ရအောင်ဒီကောင်ရှိနော်အဟောင်းမျိုးစိတ်ပြီးနော်ကြောက်ကြတဲ့တဲလေးခေါ်ပြီးလိုက်ပါโอเคဟောဒီကောင်ကိုဟောဒီသူမြင်နေပြီအဲဆိုရင်ဒီကောင်ဒီလိုဖြစ်ရမယ်ပြီနော်အပေါက်ထုတ်ကဲဒီမှာအပေါက်မတည်ဘူးเนาะဒီပေါက်နဲ့ဟောဒီကောင်နဲ့ဖြည့်ရမယ်ဟောဒီအကြီးနဲ့ဟောဒီကောင်နဲ့เนาะ top position မတည်ဘူးဒီကောင်လှည့်ပေးရမယ်ဒီကောင်လှည့်ပေးရမယ်ဆိုတော့ဒီမှာ lock ချထားတယ်เนาะအဝါရောင်လေးနဲ့เนาะအဲ့ဒါကိုချိုးလိုက်ပါเนาะချိုးလိုက်ပါချိုးပြီးဖြည်းဖြည်းချင်းလဲလို့ရတယ်เนาะအရင်မလဲနဲ့เนาะ spring ကဟိုပါเนาะကဲ boom ကဲဒါဆိုဒီကောင်မလဲစီနဲ့เนาะဒီကောင်လဲရင်အကုန်လုံးပြဿနာတက်သွားမယ်နော်။တက်သွားပြီ။ဆောနာဖြုတ်ထားတဲ့သူ socket လေးသူ့နေရာသူ့ထည့်ပြီးလိုက်ပါနော်။ click okay ပြီးရင်ဟောဒီကောင် click ပြီးရင်ကျန်နေတာခဏလေးတစ်ချက်
ကဲလာပြီးဟိုရ airbag နော်ဒီကောင် airbag system တော့ socket လေးထည့်ပြီးလိုက်ပါဒီကိုဒီကောင်ထည့်ရမှာမေ့နေကဲတမ်းမီရနော်တမ်းမီရင်ကောင်းတယ်တဲ့ဟုတ်ပါဘူးကဲပြီးသွားပြီကဲပြီးသွားပြီဆိုရင်ဟိုရ steering ကိုကျွန်တော်ပြန်တက်မယ်ဟိုဒီကြိုးလေးကိုဟိုဒီပေါက်ထဲမှာရှူလိုက်ပါရှူလိုက်ပါရှူပြီးရင်အယမ်းမလေးစေနဲ့နော်ဒါလေးထင်းထင်းတင်းတင်းတော့ဟုတ်လားโอเคဆိုရမယ်ထင်တယ်ဒီအဲ့ဒါပြီးရင်ကျွန်တော်ဆွမ်းနာဖြုတ်ထားတဲ့နတ်လေးကြီးပြန်ချက်ပေးလိုက်ရုံနဲ့နော်ကဲဟောဒီကောင်လေးထည့်မယ်နောက်တစ်ယောက်ဒီကောင်ဟောနော်ဒီကောင် airbag line โอเคခဏလေးနော်ကဲပြီးရင်သူ့ရောင်လေးနဲ့သူထည့်မယ်နော်ဝါဆိုဝါပေါ့အနီဆိုနီပေါ့အနစ်ဆိုနစ်ပေါ့နော်ဖိလိုက်ပါ orange ရောင်နော်ဒီကောင်ကျတော့ဝါဒီကောင်ကျတော့ orange ဒီကောင်ကျတော့အနစ်ရောင်ပြီးတယ်နော်ခါလိုက်ကဲပြီးရင်တော့ဟောနော် connect မယ်โอเคထည့်လိုက်ပြီးရင်ဒါလေးပဲနော်ဒါလေးဆွတ်ထည့်မယ်ပြီးပြီမနော်ကဲပြီးပြီဆိုဟွန်တီးမယ်နော်ကြည့်ရှုပေးတဲ့မျိုးတွေအခုပေါ်တာတွေအားလုံးเนาะကျေးဇူးတင်တယ်เนาะ like share subscribe ပါလေးနေပြဖို့မမေ့ပါနဲ့ဟောဒီပြောကြလို့ပါတယ် thank you bye see you guys